အခုမြင်ရတာကတော့ကျွန်တော်တို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ထမ်းအိမ်ယာဖြစ်ပါတယ်။တိုက်အမှတ်2386နဲ့2389ဖြစ်ပါတယ်။ဒါသူတို့ကတော့ဘယ်လိုဖြစ်သွားရလဲဆိုတော့လေးရက်တိုက်တွေဖြစ်ပါတယ်လေးရက်တိုက်တွေကနေပြီးတော့ပထမဓာတ်ကလုံးပြတ်ကျသွားပြီးတော့အပေါ်က3ဓာတ်ကပထမဓာတ်ကိုဖိပါတယ်။အဲဒါကြောင့်ပထမဓာတ်ကလုံးဝပျောက်သွားပါတယ်။အဲဒါကြောင့်အားလုံးအများအပြားဖြစ်ကြတဲ့ပုံစံတွေကလည်းဒီပုံစံတွေကြီးပါပဲအဲ့မှာဒီအရှိရတိုက်ဆိုလည်းအဲ့ဒီတိုင်းနဲ့တစ်ထပ်လုံးကျသွားတာပဲပါတယ်မြင်းကြီးတစ်ထပ်လုံးပြုတ်သွားပြီးတော့ပထမဓာတ်ကမြင်းကြီးအောင်ရောက်လာတယ်မြင်းကြီးဓာတ်ကတော့လုံးကြည်ပြီးတော့ပြတ်ကျသွားပါတယ်အဲ့လိုပုံစံမျိုးတွေနဲ့လူတွေပြကြတာဖြစ်ပါတယ်အခုနက2389ခွန်မှာဆိုလို့ရှိရင်တော့2334လား2334မှာဆိုလို့ရှိရင်တော့သူကအေးလုံးသူကမိသားစုတွေအားလုံးကိုဆွတ်ထုတ်ပြီးတဲ့အခါကျတော့သူကြတော့မလွတ်ပဲနဲ့ကျွန်တော်တို့တိုက်ပြီးသွားပြီးတော့ကွယ်လွန်သွားခဲ့ရပါတယ်ဒီပြီးတော့ထုတ်ပြီးသွားပါပြီအဲ့ဒါလူကပြန်ဝန်ထမ်းများခံစားလိုက်ရတဲ့ငလျင်တံပဲဖြစ်ပါတယ်ကျွန်တော်များအခုလူကပြန်မိသားစုများကိုလူတန်းပြီးကျွန်တော်တို့ပြန်လဲထွက်ခွာလာတာဖြစ်ပါတယ်သူတို့ရဲ့တိုက်ပြီးလိုက်ပြလို့လိုက်ကြည့်တာဖြစ်ပါတယ်ခင်ဗျာ